there are 720 လေးတစ်လုံးရထားတဲ့အတွက်သူ့ပေါ်မှာဘာ hardware တွေပါလဲဆိုတော့ iDirect page ကနေပြီးတော့အကြမ်းမြင်ရှေ့ပိုင်းမှာကြည့်ခဲ့ပါတယ်သူ့မှာလက်ရှိ hard disk 6လုံး 300GB ပေါ့နော် SCS hard disk 6လုံးကိုထည့်ပြီးတော့bootလုပ်တယ်ဆက်ကတော်တော်လေးနှစ်ကြာသွားပြီ2012ရဲ့ရှေ့ပိုင်း server ဆိုတော့2011-10လောက်တည်းကဆောက်ထားတဲ့ server ဖြစ်နိုင်တယ်အဲ့လောက်ဆိုတော့သူကSSD တွေပါအရန်ဈေးမချိုသေးမတွင်ကျသေး server တွေမှာထည့်မသုံးခင်ခက်ကဆိုတော့အဲ့ server ကြီးယူလိုက်တော့ဆိုပြီးတော့ဒီလိုဆင်တူပေါ့နော်720 4လုံးရောက်တယ် hard disk တွေပါသင့်တဲ့လောက်ပါမယ် operating system တက်နေတဲ့ hard disk 6လုံးပေါ့နော် RAID 10လောက်ထားတယ်အထဲမှာ H310 mini ဆိုတဲ့ RAID card ထည့်ထားတယ်အဲ့ဒီ RAID card ကcache တို့ဒါမှမဟုတ်ရင်RAID တော့လုပ်ပေးတယ် RAID ကို RAID level 0 1 10 10ပေါ့နော်ပြီးတော့ RAID 5အဲ့ဒါပဲပါတယ် RAID 6နဲ့ operating system run ကျင်တယ် support မလုပ်ဘူးပြီးတော့ RAID လောက်ထားလို့ရှိရင် virtual disk ကိုရအဲ့ဒီ disk ပေါ်မှာကြိုက်သလိုရေးလို့ရတဲ့အတွက် CPU နဲ့ဒီဘက်က memory လိုရင်တော့မတက်လာပြီးတော့ဘာမှမဖြစ်ဘူးပေါ့နော် system သုံးရမယ့် CPU တွေ run တွေကိုမထိဘူးဒါပေမဲ့သူ့မှာဖြစ်နေတာရှိလို့သူ့ပေါ်မှာဥပမာသူ့ပေါ်မှာတုံးထားတဲ့ကောင်ကအဲ့ဒီကောင်ကဘာခေါ်လဲဆိုတော့ဒီကောင် read လို့ဆိုရင်ပေါ့နော် flash to H210 mini to ID mode အဲ့တော့ YouTube ဗီဒီယိုလေးတွေဒီမှာဟိုလေးရှိတယ်ဒီမှာ article လေးတွေ demo လေးတွေရှိတယ်နောက်က OS boot လုပ်တာဘယ်လောက်အချိန်ရှိလဲကြည့်လိုက်အောင်မယ် OS boot လုပ်နေတဲ့ဆရာသမားပဲအချိန်ရှိသွားပြီနောက်ကဆရာသမားတိုးတက်မှုတွေရှိနေပြီနောက်မှာသူ့ထည့်ပေးထားတဲ့ DOS boot CD ကတက်နေပြီဒါလေးအရင်လက်ဆက်သက်လုပ်လိုက်ပါအောင်မယ်ပြီးတော့မှ RAID ဒီ system အကြောင်းပြန်ပြောပြပါအောင်မယ်အဲ့ပေါ်မှာရှိတဲ့ H310 ကတ်ကားတဲ့နော်လို့ H310 ကတ်ကားတဲ့ထဲမှာ cache တွေပြီးတော့ buffering ကောင်းကောင်းနဲ့heavy info ဆိုပြန်ကြည့်မယ်info ဆိုပြီးပြန်ကြည့်မယ်ကြည့်လို့မြင်အောင်ဒီ remote မှာ laptop တုံးသွားထားအဲ့ laptop ကို wireless ဘောကချိတ်အဲ့ဒီပေါ်ကနေမှရှိသေးတယ်ဒါလုံးဝ flash မလုပ်ရသေးဘူး H310 mini ပေါ့နော်ဒီကတ်ရှိတယ်အဲ့တော့310 mini ကို flash လုပ်ရှင်သူက bash file လေးတွေရေးထားပေးတယ်အဲ့ဒီ file လေးတွေမှာရေးထားတာကိုတွားကြည့်ပြီးတော့310 MNCRS လောက်အဲ့ဒီကောင်က mini လားမသိဘူးကြည့်မယ်ဒီကဒါ mini ကတ်nick က mini ကတ်မဟုတ်လို့ရှိရင်တဲ့ enter control C နဲ့ရက်လိုက်တော့မှန်ရင်တော့လည်းဆက်ပြီးတော့တွားလိုက်ပါတော့ဆိုတော့ flash လုပ်ပါတော့နောက်တစ်ချိန်တေချာအောင် convert လုပ်ပြန်ကြည့်ခိုင်းတယ်တေချာအောင်လို့ဓာတ်ပုံရိုက်ပြီးတော့မှတ်ထားလိုက်အောင်မယ်ဒီ screen လေးတွေကို screenshot ယူမယ်ဓာတ်ပုံရိုက်မှတ်မယ်ပြီးလို့ရှိရင် enter လုပ်လိုက်တော့မယ်ဒါဆိုစပြီးတော့ flash လုပ်နေပါပြီပြီးတော့ရှေ့ပိုင်းမှာကတ်နဲ့ပတ်သက်လို့ Linux မှာလည်းသွားချက်ပြီးပြီသူနဲ့ပတ်သက်တဲ့ information တွေမှုဝေပြီးပြီ hard disk ဘာ virtual hard disk တွေ flash လုပ်ထားbase လုပ်ထားတယ် RAID 10နဲ့ဘာတွေလုပ်ထားတယ်ဘာ OS တင်ထားတယ် OS boot လို့ရတယ်စသဖြင့်စစ်ပြီးသွားပြီဆိုတော့ဒီတစ်ခါတော့ flash ပဲလုပ်လိုက်တော့မယ် flash မလုပ်ခင်မှာအရေးကြီးတာအဲ့ဒီ SCS ID မှတ်ထားဖို့လိုမယ်မတော်တဆ motherboard ဒီ R720 server ကြီးနဲ့သူ့ထဲက BIOS setting တွေကဒီနံပါတ်နဲ့ကတ်မှမရှိရင် boot မလုပ်တော့ပါဘူးလို့ပြောရင်အဲ့ဒီနံပါတ်ကို manually ပြန်ဆက်လုပ်ပေးလို့ရအောင်လို့ပြီးတော့ Linux ရဲ့မြင်ရတာနဲ့ဒီ FreeDOS ဒီ command prompt မှာမြင်ရတာနဲ့တူမတူတူတယ်ဆိုမှလည်းဒါဆက်ပြီးလုပ်ဖို့အတွက် reference manual တွေပြောထားပါတယ်အဲဒါကြောင့်အခုတူတယ်ဆိုတော့ flash လုပ်ပြီပေါ့နော် flash လုပ်တာဒီလောက်တော့ကြာတယ်ဒါကိုဘာလို့စွန့်စားပြီးလုပ်နေလဲစွန့်စားတယ်လို့ဘာလို့ပြောလဲဆိုတော့စွန့်စားပြီးတော့ဒါလုပ်နေတယ်လို့ပြောရမှာပေါ့နော်R720 server
2017ရဲ့ရှေ့ပိုင်းလောက်ကဖြစ်နိုင်တယ်ပေါ့နော်2017အဲ့ဒီပတ်ချလေလောက်ကစာပါလေးလုံးတော်တော်လေးဟောင်းပြီးတော့ operating system ကိုအထဲမှာသုံးတဲ့ appliance ပေါ့နော်အထဲမှာသုံးတဲ့သူတို့ special software ကလည်းမရတော့ဘူးဆိုတော့အဲ့ဒီကောင်ကိုဒီမှာလုပ်တဲ့သဘောပါအဲ့ဒီစက်တွေကမီတာလည်းစားလွန်းတယ်ဟို spinner drive တွေပဲပါတယ်အဲ့ဒီခေတ်က SSD တို့ NVMe တို့မတွင်ကျယ်သေးခဲ့စာပါထဲမှာ heavy မသုံးတဲ့ခေတ်မို့လို့ okay ဆက်ဆိုအဆင်ပြေတယ်နောက်သူရေးတဲ့ procedure စောင့်လိုက်အောင်မယ်အဲ့လိုခေတ်တုန်းက drive တွေဆိုတော့နှေးလဲနေတယ်အဓိကပြဿနာမီတာအရန်စားတယ်အဲ့တော့အရန်မြန် customer service ပေးဖို့အဆင်မပြေတော့ဘူးဒါပေမဲ့မီတာကကျတော့အခုခေတ်ပေါ်စာပါတွေအများကြီးပိုတက်နေတော့မီတာကတိတ်မကုန်တဲ့ data center တွေကိုသုံးဖို့အတွက်ပို့ထားရတဲ့ဒီ data center ထဲမှာဟောလုပ်ပါမယ်မောင်းလုပ်ပြီးတော့အထက်မှာ self storage cluster ဒါမှမဟုတ်ရင် hyper converged system လေးတစ်ခုဒါမှမဟုတ် private cloud ကိုကိုယ်ပိုင်ကိုယ့်အဖွဲ့အစည်းတွေမှာထည့်သုံးလို့ရအောင်လို့set up လုပ်ဖို့အတွက်ပြင်ဆင်နေတာပါဒီမှာဒီထဲမှာသုံးထားတဲ့ mega rate LSI ကထုတ်တဲ့ hardware ပေါ့အဲ့ဒီပုံမှာသူ H310 mini ဆိုပြီးတော့အဲ့ဒီ form factor နဲ့ Dell R720 ဆာဗာတွေမှာထည့်သုံးတယ်အဲ့ဒီဆာဗာတွေကကက်ကိုသူ rate ဖြုတ်မဲ့သဘောပေါ့နော် ID mode change တယ်လို့လည်းပြောပါတယ် rate ဖြုတ်ပြမှာဆိုတော့rate setting လုပ်ထားတဲ့ RAID 10လုပ်ထားတဲ့ hard disk တွေက data တွေကိုတခြားတစ်လုံးပေါ်ကို Linux ကနေပဲ dump လုပ်ပြီးတော့ကူးထုတ်ပြီးတော့ယူထားတယ်ကူးထုတ်ယူထားပြီးတော့အဲ့ဒီ disk နဲ့အဲ့ဒီ disk လေးထဲက data တွေကို virtualize လုပ်ပြီးတော့ဒီ cloud ထဲမှာ VM အနေနဲ့ပြန် run ပေးမှာပေါ့နော်အဲ့လို run ပေးမှာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာ RAID cap ကိုဆက်သုံးနေရဆိုရင် RAID cap ရဲ့အကျိုးကျေးဇူးကဒီ 310 mini ကတော့အဲ့ထဲမှာမပါဘူးသူက cache memory တွေတခြားတွေအများကြီးမရှိဘူး NT mode SPA presently right NT mode SPA ရေးလိုက်တော့မယ်ရေးပြNT mode flash လို့ successful ဖြစ်တယ်လို့ပြောတာပေါ့နော်အဲ့တော့ reboot ချလို့ရပြီ info နဲ့ကြည့်မယ် info နဲ့ကြည့်ရချိန်မှာအရင်တော့မှတ်ထားခဲ့တဲ့တန်း firmware ကို BIOS setting နဲ့လုပ်ထားတဲ့ module တွေပါမရှိတော့ပြင်မယ် info ဆိုပြီးကြည့်ရင် SCS module တွေမြင်ရတော့မှာမဟုတ်ဘူးဒီကံမီဆောင်အဲ့ဒီကက်ကအရင်ပါဖို့မဖြစ်တော့ caption တွေဘာတွေမကောင်းဆိုရင်လည်းသူက rate 1ရယ်0ရယ် rate 5ရယ်ပြီးတော့ rate 10ပေါ့နော် rate 10ကို support လုပ်တော့အဲ့ဒီလေးမျိုးပဲ support လုပ်တယ် server ပိုင်ရှင်ကသုံးနေတာ rate 6ဒိုရင်းမဟုတ်ရင်နည်းနည်းပို့ပြီးတော့အချမ်းကန်ကြက်ရ hard disk နှလုံးပြက်လို့ရ rate system နဲ့ operating system run မယ်ကျန်တဲ့ disk တွေကတော့ဒီ rate ထဲကrate လုပ်စရာမလိုတဲ့ self storage ဒါမှမဟုတ်ပေါ့နော် rate ကို recommend မလုပ်တဲ့ ZFS ZPoo Z-rate ပေါ့နော်အဲ့ဒီ mirroring တွေ software mirroring တွေသုံးချင်တဲ့အတွက်ဒီ rate firmware ကို flash လုပ်ထုတ်ပြမှာဖုန်းတွေကို flash လုပ်ပြီးOS change တယ်လို့တကယ်လို့ဟာပေါ့ China အလုံးကနေ global အလုံးပြောင်းတယ်လို့စသည်ဖြင့်ပေါ့အဲ့လို change တယ်ဆိုလို့ရှိရင်ကံမကောင်းရင်တော့တခုချုပ်ရင်ပြက် memory ရေးမရဖြစ်ရင် OS အပြည့်စုံမဝင်သွားရင်reboot ပြန်လုပ်ပြီးသုံးမရတယ်လို့ဖြစ်တတ်တယ်လေအဲ့ဒါကို break ဖြစ်တယ်လို့ပြောတာပေါ့နော်ဒီမှာဒီ cap ရဲ့ RAID BIOS ကလည်းအဲ့လို break ဖြစ်သွားနိုင်တယ်အချိန်မျိုးမီးပြတ်တာမျိုးဖြစ်ပေါ့တခုခု error တက်တယ်ရေးမရဖတ်မရတော့အဲ့လိုဖြစ်မှာဒါပေမဲ့အခုကမီးငြိမ်တဲ့ data center တွေမှာ UPS နဲ့ TR1 2 3ပေါ့အဲ့လို data center တွေမှာထည့်ထားရတဲ့ဒါယုံကြည်ရဲတဲ့နဲ့ remote iDrive ကနေလှမ်းပြီးတော့boot လုပ်တယ် admin လုပ်တယ်အဲ့ဒီ iDrive လုပ်ဖို့အတွက်ကတော့ဒီ set လေးတစ်လုံးအဲ့ data center နဲ့သွားပို့ထားတာအဲ့ဒီ set ကနေ LAN ကြိုးလေးနဲ့ iDrive ပို့ direct ထိုးပြီးတော့သူတို့မှာ iDrive တို့ KVM တို့အတွက်ကိုပို့တဲ့နေရာတွေspace တွေရောhardware တွေရောပေးစရာမရှိဘူးပေါ့လေအဲ့လို equipment တွေလည်းအဲ့ဒီ reference မှာမရှိတဲ့အတွက်ဒါဘေးက admin laptop တစ်လုံးကိုဒါလေးဖွင့်ပြီး remote ကနေလှမ်းလောက်ခိုင်းနေတော့ဝင်လောက်ပါတယ်အဲ့တော့မတော်တဆပေါ့နော်အခုလို flash လုပ်ပြီးရေးနေရင်ဒါတော့ successful ဖြစ်တယ်ဆိုပြဿနာမရှိဘူးဒီမှာ clean လုပ်တယ် ID mode ချိန်တယ်
ပြီးလို့ရှိရင်သူ့ရဲ့သက်ဆိုင်ရာ access ID လေးပြန်ဆက်လုပ်ထည့်ပေးမှာပေါ့အဲ့ဒါတွေလုပ်ရင်လည်းအဆင်မပြေဖြစ်လို့များတစ်ခုခု error ပေါ်သွားခဲ့ရင်အခုကပဲဒါဘာဖြစ်မှမသိဖြစ်နေအဲ့လိုဖြစ်သွားခဲ့ရင်ဒီ controller delete နှိပ်ပြီး reboot ချလို့ရပါတော့အဲ့လိုဖြစ်သွားခဲ့ရင်အဲ့လို break ဖြစ်သွားခဲ့လို့သုံးမရခဲ့လို့ရှင်လဲအရင်တော့ကြောက်စရာမရှိဘူးအဆိုးဆုံးချိန်နေအရန်အသေးအံအမြန်လိုချင်တယ်ဆိုရင်ဘေးမှာဒီလို Sindu H310 mini rig ကလေးဆောင်ရတယ်ပစ္စည်းရှားလို့မရှိတော့တဲ့ပစ္စည်းတွေမို့လို့ဘာညာဆိုရင်လည်းဒါဒီလို firmware မျိုး ID မို့ဖြည့်ပြီးသားရောင်းတဲ့ကိုဆက်မှာသုံးလို့ရတဲ့ generation ပေါ့နော်ဒီကောင်ဆို Gen 12လို့ပြောတယ်အဲ generation နဲ့ H310 mini ကတ်ကိုပြန်လာတက်ပြီးတော့သုံးလို့ရမယ်အဲဒါဆို hard disk တွေက rate control အောင်မှမရှိတော့ဘူးတစ်လုံးချင်းစီကို operating system နဲ့ software control ကနေပြီး direct ခိုင်းလို့ရမယ်အခုကျတော့ rate controller ခံတော့ software တွေကနေ OS တွေကနေsmart control တွေကြည့်လို့မရဘူးတစ်လုံးချင်း information နဲ့တစ်လုံးချင်း temperature ဘယ်လောက်ဒီကောင်ရဲ့ pattern ဘယ်လောက်ရှိပြီဒါမှမဟုတ် reboot cycle တွေပဲကြည့်လို့ရတဲ့အမျိုးအစားဆိုလည်းသူ့ရဲ့ parameter တွေလှမ်းချက်တယ်သူ့ရဲ့ health ကိုချက်ဖို့အတွက်ကအဲ့ဒါတွေမရှိရင်မရတော့ဘူးပေါ့နော်မရတဲ့အတွက်ဒီ rate controller ခံတဲ့အတွက် rate controller ပြတဲ့အပိုင်းကိုပဲမြင်ရမှာတော့ rate လုပ်ပြီးသား rate 6ဆို rate 5 rate 5ဆို rate 5 rate 10ဆိုရင် rate 10 rate 0ဖြစ်ဖြစ်လုပ်ပြီးသား rate ရဲ့ပြတဲ့ virtual disk ကိုပဲမြင်ရမယ်အဲ့လိုသုံးတဲ့အတွက်အကျိုးကျေးဇူးက CPU တွေ memory တွေအကုန်တက်တာလေအကုန်လုံး rate cap က handle လုပ်ပေးတတ်တော့ပေါ့နော်ဒါပေမဲ့အခုဟာကအဲ့ဒီ rate cap ကတက်ချင်းလည်းမကောင်းဘူးနှီးလည်းနှီးတယ်ဖြစ်တယ်ဆိုအဲ့ဒီ rate cap အတွက်ကိုမလုပ်မှာပါဒီ rate cap အတွက်ကို full screen လေးဖြုတ်ချင်တယ် full screen ဖြုတ်ဖို့အတွက်ပြန်လာတယ် full screen ဖြုတ်မယ် controller delete ကျွေးရတော့မယ် keyboard ကနေတစ်ဆင့်ချင်းတစ်ခုချင်းနှိပ်လဲရတယ်လို့မဟုတ်ရင်console control နဲ့ controller delete တစ်ခါကျွေးလိုက်တော့ Linux ကိုသွားမယ်အဲ့တော့ Linux boot cd ပြောင်းထည့်မယ်အဲ့လိုထည့်ဖို့အတွက်ပိတ်နေပါတယ်ဒါပိတ်လို့တော်တော်ပိတ်လို့မရ Okay virtual media မှာအဝေးကြီးကနေပြီးတော့လှမ်းခိုင်းပြီးတော့2000 3000 millisecond 2 second အထက်ကြာတဲ့ data center အဝေးရကောင်လုပ်နေရတော့ Linux boot cd ကိုရွေးမယ် mount လုပ်မယ်ဒီမှာဆိုဒါ keyboard တွေမထိဘဲနဲ့တော့မှဒီမှာ shift key တွေပါပုံမိတယ်လို့ဖြစ်ဒီ select တစ်ယောက်ပြအခုဒီမှာ Linux boot cd mount လုပ်ခဲ့ပြီးတော့ OS ကို boot ပေးထားလိုက်မယ်ဒီချိန်မှာ RAID BIOS သွားကြည့်ရင်ဒါမှမဟုတ် hard disk တွေတစ်လုံးမှတွေ့တော့မယ်လို့မထင်ဘူးဟိုဘက် PC ဘက်ကနေပြီးတော့အဲ့လိုပြန်ရေးလို့ရမှာပဲ PC ဘက်ကနေသက်ဆိုင်ရာ fan ဟုတ်တယ်ဒီမှာတခုမှမတွေ့တော့ဘူးဘာမှ RAID BIOS ဝင်အောင်မလားလို့လေ command R လေးcontrol R လေးနှိပ်ပါဆိုပြီးတော့လည်းမပြောတော့ဘူးဒီလိုမပြောနိုင်တော့တဲ့အခြေအနေရောက်သွားတဲ့အတွက် H310 တွေကိုဘယ်လိုမှမလုပ်နိုင်ဆိုတော့တော့ကြည့်မယ်အဲ့တော့ YouTube tutorial ရှိပါတယ်ဒီဒါကိုလုပ်ပေးတဲ့အဖွဲ့ကိုယ်တိုင်ကမရေးထားလားမသိဘူးအဲ့ဒီ tutorial မှာပထမ DOS မင်းကိုမမြင်ကျင်တဲ့လူတွေရှိမှာတဲ့မပြေး DOS boot နဲ့လို့ SCS ID လေးမှတ်ထားအဲ့ဒီ ID အတိုင်းနောက်တစ်ချိန် Linux boot လို့တွေ့တယ်ဆိုရင်တွေ့တယ်အဲ့ဒီ ID လေးနဲ့ boot လုပ်ပြီးတော့အဲ့ဒီ ID လေးကို I'm a YouTuber. Everything I know, I learned from watching other creators. တူတယ်ဆိုမှဒါမှလုပ်မယ်ပေါ့နော်တူတယ်ဆိုမှအဲ့လိုဆက်ပြီးလုပ်ပါတယ် We're at အဲ့ဒီစင်တွေကိုချက်ပြီးသားမို့လို့ဟိုဟာရုံးကြည့် UK မှာရှိတဲ့ဒီလိုအာရှစူပါမားကတ်တွေမှာ flash လုပ်ဖို့ဘာလို့လဲဆိုတော့ အတတ်ပညာရှိရဆိုလို့ရှိရင်လက်ရှိ 310အဲ့ဒီ guide လေးကိုတော့ print ကြည့်ဖတ်မယ်
firmware plus လုပ်ပြီးတော့လို့ရှိရင်သူ့သက်ဆိုင်ရာသက်ဆိုင်ရာ boot လုပ်တာပေါ့အဲ့ဒီ boot လုပ်တာပြန်တင်ပေးမယ် UEFI မုံနဲ့ပို့မလားဒါမှမဟုတ်ရိုးရိုး PC မုံနဲ့ပို့မလား Okay, so today I'm going to go ahead and show y'all. legacy မုံနဲ့ပို့ဖို့အတွက်ကိုလိုတဲ့ flash ပုံနဲ့ပြန်ရေးပေးမှာဒါပေမဲ့အခုနည်းနည်းစောင့်နေရလို့ကျွန်တော်မလုပ်နေရပါဒီမှာအချိန်ပေးနေပြီးတော့ခဏဒါ system ကို UEFI နဲ့ virtual ထည့်ထားတဲ့ကွန်ပျူတာဘက်က mount လုပ်ပေးထားတဲ့ remote CD ကနေပြီးတော့တက်နေတာပါ OS ပြင်တင်မယ်သူ့ရဲ့ flash လုပ်တဲ့ tool CD ကိုတင်မယ်အဲ့ flash format လုပ်ပြီးတော့အခု firmware generate firmware တမျိုးအဲ့လိုပြန်ရေးမယ်လို့ပြောမှာပေါ့အဲ့ firmware ရေးမယ်ရေးပြီးလို့ရှိရင် boot loader တင်မယ်ပေါ့နော်အဲ့ဒီအဆင့်တွေလုပ်ဖို့အတွက်ကိုဘေးမှာအဲ့လို H310 နဲ့ပတ်သက်လို့ခုနရှေ့ဗီဒီယိုမှာပြခဲ့တယ် H310 နဲ့ပတ်သက်တဲ့ဘယ်လို boot တွေဘယ်လို driver တွေပြန်ထည့်အဲ့စသဖြင့် command အတိုင်းကိုလိုက်လုပ်မှာပါ system reboot ရှာတယ်ပြီးတော့အဲ့ဒါကို share ဝင်ပြီးတော့ဝင်လို့ရှင်လည်းရသေးတယ်ဒါပေမဲ့ဒီကိစ္စတော့မလုပ်တော့ဘဲနဲ့ဝင်လုပ်ပါမယ် okay ပုံဖွက်ဆိုပြီးတော့ဒီထဲရောက်တဲ့အချိန်မှာ info command နဲ့ကြည့်မယ် info command နဲ့ကြည့်လို့မရရင် mega ဘာညာဆိုတော့ကြည့်မယ် trade ဖြစ်သွားပြီလားဘာဖြစ်သွားလဲမသိသေးဘူး sending diagnose reset ဘာတွေလဲတော့မသိဘူးပြောနေတာပဲအဲ့ဒါတွေအားလုံးဒီ message တွေအကုန်လုံးကတကယ်တော့ import တက်ပါတယ်ဒီကောင် manufacturer ကဒီမှာ Avosan mass storage function rate ကအလုပ်ကိုလုပ်တယ်ဒီ number တွေပေါ့နော်အဲ့ဒီဟာတွေအားလုံးကတချင်းချင်းမတော်တဆ troubleshoot လုပ်ဖို့လိုတာအရေးကြီးတယ်မတော်တဆ break ဖြစ်သွားခဲ့ရင်တော့မကြောက်ပါနဲ့ဟိုသူတို့ဆရာတွေပြန်ပို့ရင်ပို့မပို့လဲဘေးကကောင်းတဲ့တကက်ထဲအဲ့လိုမှမဟုတ်ရင်လေကိုယ့်ဘာသာကိုအထက်က EEPROM ဖြုတ်ပြီးတော့ EEPROM programmer ပေါ့နော်ဟို programmer ဟာအဲ့ဒီ hardware ကိုပြောတာပါလူတော့မဟုတ် EEPROM မှာပင်လေးတွေထောက်စိုက်ပြီးတော့အဲ့သူနဲ့ပင်တူတဲ့အထက်အဲ့ chip လေးကိုဖြုတ်ထည့်ပြီးတော့အဲ့ flash နှစ်ခုကိုပြန်တူအောင်ပြန်ရေးပေါ့နော်အဲ့လိုအဆင့်တွေကိုပြန်လုပ်ပါပြီးတော့မှဒီ rate cap ပေါ်ပြန်ထည့်စိုက်ပြီးတော့ server ပေါ်ထဲပြန်ထည့်ပြီးတော့ပို့ပါအဲ့ဒါဆိုရင်ဒီ system healthy ဟိုဖြစ်နေဆက်ပြီးတော့ပုံမှန်လေး boot လုပ်ပြီးသုံးနိုင်မှာပေါ့နော်အခု Linux ထဲရောက်ပြီး Linux မှာ hard disk တွေမြင်ရသေးလားလို့အရင်ချက်ချင်ပါတယ် hard disk ရှိသေးလားသူ great BIOS အဲ့ဒီ hard disk တွေကိုသိသေးလားအဲ့တော့ဒီမှာအပေါ်နဲ့ဒီမှာ server မှာ network က leak ရှိတယ် gigabit leak စသဖြင့်ဘာမျိုးစားစသဖြင့် message တွေကတော့မလွတ်တိုင်းဖတ်ထားနိုင်ရင်လည်းကိုယ်နဲ့စိမ့်နေတယ်အခုမှအကြောင်းသိမဲ့ server ဆိုတော့အဲ့လိုဝင်ကြည့်တာကောင်းပါတယ်ဒီမှာ open စသဖြင့်ဒီမှာ sudo နဲ့ပဲပြောဒါမှမဟုတ် user manual တွေမှာပြောသလို sudo ဒီလိုလေးချင်းလိုက်ရရတယ်ပြီး info command နဲ့ကြည့်နေတယ်မရဘူး set mega သူကြည့်ရင်ဒီမှာလိပ်စာပျောက်သွားပြီလားပျောက်တယ်ဒါပေမဲ့ဒီမှာအဲ့လို flash လုပ်ဖို့အတွက်က310ဘာဆိုလားမဆိုရှိတယ်H310 လို့ရေးလိုက်အဲ့ဒါစပြီးတော့တကယ် flash လုပ်ပါပြီဟိုအဲ့ချိန်မှာလည်း message ကိုပြုတ်ပြင်းနေအောင်ရအောင်လိုက်ကြည့်တယ်ပြဿနာတစ်စုံနဲ့ရှိလို့မဖမ်းမိနိုင်လဲထုံးစံတိုင်းကာနယ်နဲ့ login system မှာရှိတဲ့ log တွေကိုတွားလိုက်ဖတ်မှာပေါ့နော်ဒါမှဒီအခု rate လုပ်နေတဲ့ pro အခု rate cap ကြီးကို flash လုပ်ပြီးတော့ generate သုံးလို့ရမယ် HBA mode လို့လည်းခေါ်တယ် ID mode firmware hard disk တစ်လုံးချင်းစီကိုကိုယ်စိတ်တိုင်းကြ manage လုပ်ပြီးရေးလို့ရတယ် control လုပ်လို့ရတဲ့ firmware အဆင်ပြေဖြစ်ပြီလားပေါ့နော်ဒီမှာ10လုံးဟိုသူ recommend လုပ်တာတော့မြန်စေခြင်း hard disk တွေကိုချွတ်တာဒါပေမဲ့အခုက remote data center မှာဖြစ်နေတယ်လူတွေကအဝေးကြီးမှာဆိုတော့ hard disk တွေသူတို့ကတစ်ခါတည်းပေါ့ operating system သုံးနေတဲ့ကောင်ပေးတာဆိုတော့ hard disk တွေဖြုတ်ထားဖို့တော့မဖြစ်တော့ဘူး setting မှာလည်းမဖြုတ်တော့ဘူးပြီးရင်လူကိုယ်တိုင်တော့မထည့်နိုင်တဲ့အတွက်ဒီတိုင်းပဲနည်းနည်းစောင့်ပြီးတော့တိကျပြီးတော့လုပ်မှာပါဒီမှာဒီစင်တွေအားလုံး pass ဖြစ်ပြီးတော့ successful ဖြစ်သွားပြီဆိုရင်ဒီထဲမှာ boot loader တင်မယ်boot loader က UEFI မတင်ခင်ထုံးစံနဲ့ legacy boot loader တင်မယ် legacy boot loader တင်ပြီးသွားရင်မလုပ်ပါမယ်
set address ပြန်ပြီးဆက်လုပ်ပေးမှာပါအဲ့ဒါလုပ်ပြီးသွားလို့ထည့်လို့ရပြီဆိုရင်ဒီကက်ကို system shutdown လုပ်ပလိုက်ပြီးတော့ Android ကမီးပြန်ဝင်သုံးဒါမှမဟုတ် reboot လုပ်ပြီးတော့သုံးတာနဲ့တယ်hard disk ကိုအတွဲလိုက်မဟုတ်တော့ rate ပြုတ်သွားပြီးတော့အထက် data တွေကျန်နေအောင်မှဖြစ်ပေမဲ့ rate ပြုတ်သွားတော့ operation တက်တော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီ hard disk ကိုတစ်လုံးချင်းမြင်ပြီးသူတို့တစ်လုံးချင်းကို smart control ကြည့်လို့ရပြီ control software ကနေ manual လုပ်ရပြီဆိုတော့ကျွန်တော်တို့ set cluster set လုပ်လို့ရမယ်ဒါမှမဟုတ်လည်း zboot နဲ့ zfs cluster လုပ်ပြီးတော့ sync လုပ်ထားပါတယ်လုပ်လို့ရမယ်ပြီးတော့ iOS ကသူတို့ manual တွေမှာရေးထားသလို25ဘယ်လိုပြောမလဲ25Q management လုပ်နိုင်တာကနေပြီးတော့ဒါဟိုအောင်ပြောင်းတော့မှာပေါ့နော်ဒီ manual လေးကိုပြချင်တာပါ manual ကိုပြချင်နေပေမဲ့လည်းဒီမှာလောလောဆယ်ဆက်ကနည်းနည်းလေးနှင်းနေတဲ့အတွက်ဒီမှာ manual လေးပါဒီ manual ထဲမှာရေးထားတဲ့အဆင့်လေးတွေအတိုင်းလိုက်ပြီးတော့လုပ်တာပါဒီမှာ verify လုပ်ဖို့ပါ info ဆိုပြီးကြည့်တယ်ဒီမှာသူက SCS နံပါတ်ကဏ္ဍအတွေ့အကြုံတစ်ခုပေါ့အဲ့ဒါကိုမြင်မယ်အဲ့ဒီကောင်ကို DOS-boot နဲ့ကြည့်ပြီးတော့ Windows ကနေsorry အဲ့ဒီ DOS-boot ကနေ Linux mode ကိုပြောင်းကြည့်ပြီးလို့ရှိရင်အဲ့ Linux boot ကနေဟိုဘက်မှာ sorry တကယ်တော့ကျွန်တော်ဒါပြောနေတဲ့အချိန်မှာဒီဟာကိုလည်းမလွတ်တမ်းကြည့်နေအောင်ပေါ့နော်ဒီမှာ error ပေါ်သွားပြီလားရေးလို့ပြီးသွားပြီလားဆိုတော့ရေးလို့ပြီးသွားပြီ set address ကို set လုပ်တဲ့ command က set scs ဆိုပြီးတော့ကျွန်တော်ခုနမှတ်ထားလိုက်တဲ့ address ကိုပြန်ထည့်ပေးမယ် Motorola BIOS ကအဲ့ဒီလိပ်စာနဲ့အဲ့ဒီကတ်နဲ့ရှိမှပို့မယ်ဆိုရင်လည်းပေါ့နော်အဲ့ဒါဆိုရင်လည်းဒီကောင်ပြန်သိနေအောင်လို့ပါ 5C81F660C remote share ဝင်ပြီးတော့ဒီမှာတခါလေးရက်ထည့်လိုက်ရပါတယ် Bluetooth channel user set address ထည့်လို့ရတော့မလားတော့မသိဘူး 5C နောက်တစ်ချိန်ပြန်စစ်တယ် 5C81F660CE 0299 info လို့ကြည့်ရင်ပုံဖွက် set address ကိုတွေ့ပြီလားဆိုတော့ဒီမှာတော့မတွေ့သေးဘူးပေါ့နော်ဆက်မဲ့လာကြည့်ရင်လည်းဒီမှာတော့မတွေ့သေးဘူးဒါပေမဲ့ fdx-l ဆိုကြည့်ရင် disk ပြန်တွေ့ပြီလားတွေ့ပြီထည့်ထားတဲ့ hard disk အကုန်ပြန်မြင်ရပြီဒီမှာ rate တော့ပြုတ်သွားပြီတစ်လုံးချင်း300 capacity နဲ့အလုံးလိုက်တွေ့ပါပြီဒီမှာပြန်ကြည့်ရင် okay hard disk ရှိတယ်လို့တွေ့ရတော့စိတ်ချမ်းသာတယ်အဲ့တော့ boot လုပ်တာ UEFI boot နဲ့ပဲခေါ် legacy boot နဲ့ပဲခေါ်လို့ရတယ်ဘိုင်းနေ optionally တင်ပေးလို့ရတယ်ဆိုတော့တင်လို့ရပါတယ်အဲ့တော့ထည့်ကိုထည့်ရမယ်လို့သူတို့ပြောပါတယ်ထည့်တင်ပါတယ်အဲ့ဒီအတွက်ကဘာ file နေလဲဆိုတော့ဒီမှာသွားကြည့်တယ် root တွေက boot လုပ်တာထဲမှာထည့်ပေးထားရှိတယ်အဲ့ဒီ file တွေကို optional ဆိုပေမဲ့လည်းတစ်ခါတည်းထည့်လိုက်ပါတယ် flash boot root တွေက boot လုပ်တာ file တွေက mpt 2တော့အဲ့ဒီကောင်ကိုတင်မယ်ပြီးလို့ရှိရင် UEFI boot လုပ်ဖို့အတွက်ခုနကဒီခေါ်တော့တွေ့တယ်ဒီမှာ x64 ဆိုတဲ့ UEFI boot လုပ်ဖို့အတွက်လုပ်ပေးထားတယ် SCS2 တင်မယ်အဲ့တော့ပြီးတာနဲ့ reboot ရုံးကြီးချလို့ရပါပြီ reboot ချပြီးတာနဲ့hard disk တစ်လုံးချင်းကို smart control ကြည့်လို့ရပြီတဲ့တော့ comment မတင်ထားလို့ info ဆိုကြည့်ရင်ဒီမှာဆက်ဆိုင်ဒီမြင်ရမှာဖြစ်မယ်မမြင်သေးဘူး
review မချခင်ဆက်ဆိုင်ဒီလေးထက်ဆက်လုပ်နိုင်အောင်ပဲခုန command နဲ့ပဲပြီးတော့ review ချတော့မယ်အဲဆိုဒါ flash လုပ်တာဒီလောက်ဆိုရင်ပြပါတယ် flash လုပ်လိုက်တယ် break မကြောက်ဘူးလို့ထင်တယ် hard disk လည်းမြင်တယ် system ဆင်ပြေပြေနဲ့ boot လုပ်တယ်ဆိုရင်ကြောက်စရာမရှိပါဘူးအဲ့ဒါကြောင့်မှသာ set cluster လုပ်တဲ့အချိန်မှာ RAID မရှိတော့တဲ့အခြေအနေ hard disk တစ်လုံးချင်းကို operating system နဲ့ manage လုပ်ဆိုလိုတာ OS run နေတောင်မှတခြားတစ်ခုမှာ box cat လိုမျိုး cat လေးထည့်ပြီးအဲ့ဒီ box cat ပုံက NVMe ဒါမှမဟုတ် SSD လေးအဲ့ဒီပုံကနေအဲ့ဒီ cat နှစ် cat ပြဒါမှမဟုတ်အဲ့ဒီတစ် cat ထဲမှာပါတဲ့ hard disk နှလုံးပေါ်မှာမဲ့တော့လို့ single point of failure ဖြစ်သွားမှာကြောက်ရင်လည်း network boot နဲ့ဖြစ်ပေါ့နော် operating system boot လုပ်အဲ့ဒီ operating system image ဟိုဘက်မပြတ်နိုင်ဘူးလို့ယူဆတဲ့NFS ဒါမှမဟုတ် iSCSI share drive ထဲမှာတင်လိုက်ပေါ့နော်အဲ့လိုပြီးတော့မှဒီထဲကကျန်တဲ့ data disk တွေကိုသုံးလို့ရပါပါအဲ့ဒါသုံးတော့မှာပဲဒီ set cluster မှာအဲ့လို RAID မရှိရဘူးအဲ့လို RAID တစ်ခုထဲမှာ RAID တစ်ခုပဲ controller အောင်မှာမရှိရဘူးဆိုတဲ့ထဲကိုအကျုံးဝင်မှာပါအဲ့တော့အခုမှာဖြုတ်တယ်ဖြုတ်ပြီးရင် escape ထပ်နေဒီမှာဟိုလုပ်ရမယ်virtual media ဖြုတ်လိုက်တော့ဒါမှမဟုတ် hard disk လဲထည့်မယ် operating system တင်မဲ့တစ်ခါလေးလဲထည့်မယ် Debian တင်မယ်ဒါမှမဟုတ် Rocky တင်မယ်လို့ယူရထားတော့ဒီလုံးကို Debian တင်စမ်းမယ်စမ်းနေတာဖြစ်တဲ့အတွက်မတူတဲ့ operating system တစ်ခုပေါ်နေ set cluster လောက်တာ CFS RAID လောက်တာအဲ့ဒါကိုစမ်းမှာဖြစ်တဲ့အတွက်ဒီလုံးကို Debian တင်ပါမယ် operating system တက်လာပြီဆိုရင် operating system တက်တယ်ဟိုအဲ့လေ installer GUI တက်တယ်အဲ့ဒီကနေ hard disk ကိုမြင်နေဆိုရင် RAID cat ကို flash လုပ်ပြီးတော့ ID mode HPA mode နဲ့ performance အပြည့်သုံးလို့ရတဲ့ mode ဖြစ်အောင်လုပ်တာ successful ဖြစ်သွားပြီလို့ပြောလို့ရပါတယ်သူတို့ဒီမှာ manual တွေမှာရေးထားပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာရေးထားပေးတယ်ဘာဖြစ်လို့ဒီလိုလုပ်ရတယ်လဲဆိုတော့အကြောင်းပြချက်တွေ explanation တွေရှိအဲ့ဒါလေးတွေဖတ်ကြည့်ရင်ပိုပြီးရှင်းသွားမှာပါကျွန်တော်ပြောရတဲ့အများကြီးရှင်းမယ်ဒီမှာဒီ cat တွေနဲ့ဆိုရင်ဒီ310တကက်ကတော့တော်တော်ဟို eco ဖြစ်ဟိုဈေးအချို့အချောင်လုပ်ပေးထားတဲ့ကတ်ပေါ့နော်ကျန်တဲ့ကတ်တွေကတော့ performance နည်းနည်းပိုကောင်းတယ် rate တွေပါတယ်ရမယ်အဲ့တော့ any 2 disk နဲ့အထက်ပြတ်လို့ရတဲ့ rate system မျိုးဆိုရင်လူတွေကသုံးပြော်သွားပြီပေါ့နော်အခုတော့ဒါပြီးတော့ caption တွေပါတယ်လည်းမပါတဲ့ကတ်ဆိုတော့ဒီကတ်ကိုသူ rate ဖြုတ်လိုက်တဲ့အတွက် CPU နဲ့ RAM cost ပေါ့နော်ဟို Mera လုပ်ဖို့ rate လုပ်ဖို့ဟိုတခုလုပ်ဖို့အတွက်ကိုသုံးရတဲ့ cost ကတော့များသွားမယ် RAM နဲ့ CPU ဟိုဘယ်လောက် hard disk တစ်လုံးချင်းစီပေါ့နော်အတွက်ကိုဒါမှမဟုတ်လဲ capacity disk ဘယ်လောက်စီတွေ1 tera တိုင်းအတွက်ကိုဘယ်လောက်ခဲ့ပေးမယ်ဒါမှမဟုတ် OSD လို့ခေါ်တဲ့ဒီထဲမှာပါတဲ့ set ရဲ့ member disk တစ်ခုစီမှာ hard disk ဟို hard disk capacity 80ပဲထည့်တယ်ပေါ့နော်14 tera ပဲထည့်တယ်30 tera ပဲထည့်အဲ့ဒီ hard disk တစ်လုံးချင်းစီပုံကနေပြီးတော့ဟိုအဲ့ဒီပုံမှာအတွက်အဲ့ဒီ disk ကိုဒီ software မဲ့ထားတဲ့ထားရတယ်သုံးသွားတယ်ဟိုရော့သွားပါလိမ့်မယ်hard disk ကိုတစ်လုံးချင်းသိကြစီခွဲတွေ့ပြီ hard disk ဘယ်နှလုံး capacity ဘယ်လောက်စသဖြင့်တွေ့ပြီဆိုတော့ဒါ flash drive successful ဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ဒီရုပ် operating system တင်ဖို့စူးစမ်းပါမယ်အဲကြတော့သိခံပြီးကြည့်ပေးရတဲ့ကျေးဇူးများတင်ပါတယ် operating system တင်တာကိုနောက်ဗီဒီယိုတစ်ခုထဲမှာလုပ်ပေးထားလိုက်ပါမယ်